ကဲရှေးခေတ် Greek ဘုရင်တစ်ပါးနဲ့ဗုဒ္ဓဘာသာယဟန်တော်တစ်ပါးတို့မျက်လာချင်းဆိုင်တွေ့ဆုံကြတဲ့မြင်ကွင်းကိုတစ်ချက်လောက်စိတ်ကူးကြည့်လိုက်ရအောင်ရှင် စိတ်ဝင်စားစရာပဲဗျပုံမှန်ဆိုရင်ဓာရီလန်နေနဲ့စခင်းညမဲ့အနေထားမျိုးမဟုတ်ဘူးလား ဟုတ်တာဗောရှင်ဒါပေမဲ့ဒီတွေ့ဆုံမှုမှာတော့အဲ့ဒီလိုရုပ်ပိုင်းဆိုင်ရာစစ်ပွဲတွေအစားဟိုလေအတိညာဏီ UTP ဓာရီနဲ့အကျိတ်ကနေရှင်ပြိုင်ခဲ့ကြတဲ့ဓမိုင်းဝင်ညံကြီးစစ်ပွဲကြီးထူဖြစ်ခဲ့တာပါ တကယ်ကိုထူးခြားတဲ့တွေ့ဆုံမှုကြီးတော့ပြောရမှာပေါ့ဗျာအရှိတိုင်းနဲ့အနောက်တိုင်းယဉ်ကျေးမှုနှစ်ခုဒတနာနှစ်ခုထိတ်တိုက်တွေ့ဆုံပြီးအမှန်တရားကိုရှာဖွေကြတဲ့တမိုင်းမှတ်တိုင်တစ်ခုလို့ဆိုရင်လည်းမမားပါဘူး ဟုတ်ကဲ့ဒီတော့ဒီနေ့အသေးစိတ်လေ့လာဆွေးနွေးမဲ့အကြောင်းအရာကတော့ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘီဝန္ထရှင်းလင်းဟောကြားထားတဲ့မိလင်တာပညာကျမ်းလာအကြောင်းအရာတွေပဲဖြစ်ပါတယ်ရှင် ။အော်ဟုတ်ကဲ့ဗျ။ Greek ပြန်မီလင်ဒါခေါ်မီနန်ဒါနဲ့အရှင်နာဂတင်နာတို့ရဲ့ကြော်ကြားလာတဲ့အမေးဖြေတွေကိုမှတ်တိုင်းတင်ထားတဲ့ကျမ်းပေါ့ တင်ပါတယ်ရှင်ဒါပေမဲ့ဒီဆွေးနွေးမှုကရှင်းအောင်တမိုင်းကြောင်းတွေကိုပြန်ပြောပြနေတာတက်တက်တော့မဟုတ်ဘူးရှင်ဒီထဲကအကြောင်းအရာတွေကဒီကနေ့ခေတ်လူသားတွေရဲ့ပြဿနာတွေအတွက်အလုံးကိုလက်တွေ့ကြတဲ့အဖြစ်တွေဖြစ်နေပါတယ် ။ဘလို့ပြဿနာမျိုးတွေများလဲဗျာ ဟိုလေဥပမာအနတ္တလို့ခေါ်တဲ့အတ္တကဲမဲ့ခြင်းသမောတရားတို့ဝိညာဉ်ဆိုတာမရှိဘဲနဲ့အကျိုးဆက်အနေနဲ့ပြလဲမွေးဖွားခြင်းဆိုတဲ့ပရိသန္တိအကြောင်းတို့ပေါ့ ။ဟုတ်တယ် နောက်ပြီးကျွန်တော်တို့ရဲ့စိတ်ကအာယုံတွေကိုဘလို့ဖမ်းယူတယ်လဲဆိုတဲ့ကိစ္စတွေကဒီကနေ့ခေတ်ကျွန်တော်တို့နေ့စဉ်ကြုံတွေ့နေရတဲ့စိတ်ဖိစီးမှုတွေတဲ့အချက်လက်တွေများလွန်းလို့ပင်ပန်းရတဲ့ပြဿနာတွေကိုဖြေရှင်းပေးနိုင်ပါတယ်ရှင် ။ဒါပေါ့ဗျာ။ဒီအမေးဖြေတွေကယုံကြည်မှုတက်တက်ကိုတောင်းဆိုတာမျိုးလုံးဝမဟုတ်ပါဘူး။ခိုင်မာတဲ့ UTP ဓာတ်တွေအကြောင်းအကျိုးဆက်ဆက်မှုတွေပေါ်မှာအခြေခံထားတာမို့လို့ဘယ်ခေတ်ဘယ်အခါနဲ့မဆိုကိုက်ညီနေတာဖြစ်ပါတယ် ဟုတ်ကဲ့ပါရှင်ဒီတော့အလွန်နည်းနည်းတဲ့ဒသနာပိုင်းတွေကိုမဝင်ခင်မှာဒီတမိုင်းဝင်ဆွေးနွေးပွဲကြီးကိုဘလို့စတင်ခဲ့တယ်လဲဆိုတဲ့အချက်ကိုအရင်ဆုံးလေ့လာကြည့်ချင်ပါတယ် ။ဟုတ်ကဲ့ပြောပါဦးဗျာ။ဘလို့စတင်ခဲ့လဲ မီလင်ဒါမင်းကြီးဟာအင်မတန်ပညာတတ်တဲ့သူခရီးတီးစ်လိုဂရိဒသနာတွေနဲ့ကြီးပြင်းလာသူပြီးမေခွန်းထုတ်ရတာကိုအလွန်နှစ်သက်တဲ့သူတူပေါ့ရှင်ဒါမဲ့အရှင်နာဂတင်နာကဆွေးနွေးပွဲမစခင်မှာအင်မတန်စိတ်ဝင်စားစရာကောင်းတဲ့စီကန့်ချက်တစ်ခုကိုတောင်းဆိုခဲ့တယ် ။အော်ဘာစီကန့်ချက်များလဲဗျာ ဟိုလေဆွေးနွေးပွဲကိုဖယင်ရည်ရဲ့ညင်းခုန်ခြင်းရာဇဝါရနဲ့လုံမာလားဒါမှမဟုတ်ပညာရှိတို့ရဲ့ညင်းခုန်ခြင်းပန္တိတဝါရနဲ့လုံမာလားဆိုတာပါပဲ ။ဟာအလေးအချက်ကဆွေးနွေးပွဲတစ်ခုလုံးရဲ့အခြေခံအုံမြင်လို့တောင်ပြောလို့ရပါလားဗျာ။ရာဇဝါရဆိုတာကအာနာကိုအခြေခံတာလေ အာနာကိုအခြေခံတဲ့ဆိုတော့နိုင်ထက်စီးနီးလောက်တာမျိုးပေါ့ ။တော့ပေါ့ငင်းခုန်တဲ့အခါကိုကရှုံးသွားရင်ဒါမှမဟုတ်တစ်ဖက်လူကကိုယ့်အမြင်ကိုဆန့်ကျင်လာရင်အပြစ်ပေးမယ်အကျဉ်းချမယ်ဆိုတဲ့စိတ်မျိုးပေါ့။တနည်းအားဖြင့်အမှန်တရားထက်အတ္တနဲ့အာနာကပိုရေးကြည့်နေတယ် ဟုတ်ကဲ့ပန္တိတဝါဒကြတော့ရောရှင် ။ပန္တိတဝါဒကြတော့လုံးဝကွာခြားသွားပြီဗျာ။အမားမှန်ကိုအကြောင်းအကျိုး UTP တွေနဲ့တိကျဆန်းစစ်တယ်။ကိုကမားနေရင်မားကြောင့်ဝန်ခံရရမယ်။မှန်တဲ့အချက်ကိုလက်ခံနိုင်ရမယ်လေ။အရှုံးအနိုင်ဆိုတာထက်အမှန်တရားကိုရှာဖွေကိုတည်ထန့်ရတာပါ အော်ဆရာကောင်းတာကအာနာရှင်ဖယင်တပါးဖြစ်တဲ့မီလီနာမင်းကြီးကသူ့ရဲ့မာနတွေကိုဖေးဖေထားပြီးအဲ့ဒီပန္တိတဝါဒနဲ့ပဲဆွေးနွေးပါမယ်လို့သဘောတူလက်ခံခဲ့လာပါပဲရှင် ။တကယ်စိတ်ဝင်စားစရာပဲနော် အဲ့ဒီအချက်ကိုကတကယ့်ကိုလေးစားစရာကောင်းနေတာရှင်ဒီနေ့ခေတ်ချွေတွေနဲ့ပြန်ရှင်ကြည့်ရင်ပို့ပြီးတော့ပိုလင်တဲတယ်ဥပမာဒီကနေ့အင်တာနက်ပေါက်ကလူမှုကွန်ရက်တွေမှာညင်းခုန်နေကြတာလေးကိုတစ်ချက်ကြည့်လိုက်ပါရှင် တွေ့ရတာများပါတယ်ဗျာ ငင်းခုန်နေကြတာကို့အမြင်နဲ့မတူရင်ဝိုင်းပြီးတိုက်ခိုက်ကြတာလေ ။မှန်ပါတယ်။အဲ့ဒါခေတ္တရဆိုဝါဒပုံစံမျိုးပဲလို့မြင်တယ်ဗျာ ဟုတ်တယ်ရှင်ဒီလိုမျိုးကိုနိုင်မို့တတ်သက်ငင်းခုန်နေကြတဲ့အစိတ်အတောက်ပြေးသွားတဲ့ခေတ်ကြီးမှာလွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာလာတွေကပန္ဒတဝါဒနဲ့ယဉ်ကျေးစွာအမှန်တရားရှာဖွေခဲ့ကြတဲ့ဒီလို့ရဟာတကယ့်ကိုကြီးမြတ်ပါတယ် ။လုံးဝသဘောတူပါတယ်ဗျာ။ပဋိတ္တဝါဒရဲ့အနိစ္စတာကအင်္ဂလိပ်လို open mindedness လို့ခေါ်တဲ့ပွင့်လင်းသောစိတ်ပါပဲ။ကိုမားသွားရင်မှားကြောင်းလက်ခံရတဲ့တတိရှိမှသာအသိဉာဏ်အသစ်ကိုစီဝင်လာနိုင်ပါလေ ဟုတ်ကဲ့အဲ့လိုသဘောတူညီချက်ရပြီးတဲ့နောက်မှာတော့ဖေယင်လေးလင်တာကဗုဒ္ဓဘာသာရဲ့အနတ္တရာဖြစ်တဲ့အနတ္တသဘောတရားကိုစတင်ပြီးဆန်းသတ်ပါတော့တယ် ။ဘယ်လိုစမြင်လိုက်တယ်လဲဗျာ သူကရှင်နာဂတေနကိုအရှင်ဖျားရဲ့နာမည်ဘလို့ခေါ်တယ်လဲဆိုပြီးအလွန်ရိုးရှင်းပုံရတဲ့မိခွန်းကနေစမြဲတဲ့အဲ့ဒီမှာအရှင်နာဂတေနကနာဂတေနဆိုတာခေါ်ဝဖူတတ်မှတ်ချတဲ့ပညာချက်တတချပြီးအဲ့ဒီအမီနာမရဲ့နောက်ွယ်မှာခိုင်မဲတဲ့ပုံကိုတတဝအတ္တဆိုတာမရှိဘူးလို့ပြင်ဖြေခဲ့တယ် ။ဟုတ်ကဲ့ ဒါမဲ့နေပါဦးရှင်
ဒီနေတာမှာကျမနည်းနည်းဝင်ပြီးစောတဲ့ကတက်ချင်တယ်ဒီလိုဖြေလိုက်ရင်ဘသူကချက်ချင်းလက်ခံနိုင်မှာလဲအခုဆိုပါစို့ကျမဆိုရင်လေကျမနာမည်ရှိတယ်မှတ်ဉာဏ်တွေရှိတယ်ကိုယ်ပိုင်ဆဲလက္ခဏာတွေရှိတယ်နေ့တိုင်းအလုပ်သွားတယ်ပင်မန်းတဲ့ခံစားတတ်တယ်ဒါကငါဆိုတာမရှိပါဘူးရုပ်ဖြိုးရင်ဘယ်လိုလုပ်ရွတ်တည်တာမှလဲရှင်မီလင်ဒါမင်းကြီးလည်းဒီတိုင်းပဲစဉ်းစားမိထင်တယ်အတိအကျပါပဲဗျာဖင်ကြီးကလည်းချက်ချင်းကိုပြန်ချေပါတာပါအကယ်၍ခိုင်မဲတဲ့ပုံကိုအတ္တတာမရှိဘူးဆိုရင်အခုငါရှေမှာတင်ငန်းဝတ်နေတဲ့သူစွမ်းစားနေတဲ့သူစကားပြောနေတဲ့သူကဘသူလဲကုသိုလ်အာကုသိုလ်လုပ်တဲ့သူကတော့ဘသူလဲဆိုပြီးပြန်လည်မေးခွန်းထုတ်တာပေါ့ဟုတ်ကဲ့တာမလူဒီရဲ့အမြင်မှာတော့ဒီမေးခွန်းကအလုံးခိုင်ပါတယ်နော်အဲ့ရခါမှာအရှင်နာဂတနာဖြစ်ကြခဲ့တဲ့ခြေပြချက်ကတော့သမိုင်းမှာအလွန်ကြော်ကြားတဲ့ယထာဥမှာပါပဲရှင်ယထာဥမှာဟာဗျာဟုတ်တယ်ရှင်သူကဘီရင်ကြီးစီးလာတဲ့ယထာကိုပြပြီးပြန်မေးတယ်ယထာရဲ့ဘီးကယထာလားမဟုတ်ဘူးဝင်းညိုးကယထာလားမဟုတ်ဘူးထံပိုးကယထာလားဒါလည်းမဟုတ်ဘူးမင်းတွေကတော့ယထာလားမဟုတ်ဘူးပေါ့ဟုတ်ကဲ့အဲ့ဒီအစိပ်ပိုင်းတွေကိုတစ်ခုချင်းစီခွဲထုတ်ချလိုက်ရင်ယထာဆိုတဲ့အရာဝတ္ထုကြီးလုံးဝမရှိတော့ဘူးပေါ့အတီအကျပဲရှင်ဒီအစိပ်ပိုင်းတွေအားလုံးကိုတင်းတင်းလျော့ပတ်စွာစူးစီးထားတဲ့အစုဝေးကိုဒါလည်းကျမတို့ကယထာလို့နာမည်တက်ပြီးခေါ်ပေါ်နေကြတာဖြစ်တယ်တပတ်ပါပြီဗျာအဲ့ဒီလိုပဲယုတ်တရားနဲ့နန္တရားတနည်းအားဖြင့်ခဏ၅ပါးစူးစီးထားမှုကိုပုဂ္ဂိုလ်တ attva နာဂတနာလို့နာမည်တက်ခေါ်ပေါ်နေခြင်းတာဖြစ်တယ်လို့ရှင်းပြခဲ့ပါတယ်ဒါပေမဲ့ဒီအချက်ကိုသေချာနားလည်ဖို့ကျမတို့နည်းနည်းထက်ချဲပြီးစဉ်းစားကြည့်ရအောင်ရှင်ယထာဥပမာကတော့အလုံးရှင်းလင်းပါရဗျဒါပေမဲ့ပေါ်ပြီးမြင်သာအောင်ခေတ်တဲ့ဥပမာတစ်ခုခုနဲ့များနိုင်ရှင်ကြည့်ရင်ဘယ်လိုအရာမျိုးနဲ့တူမလဲကျွန်မစဉ်းစားမိတာကတော့အခုကျမတို့လက်ထဲမှာမြဲကင်နေတဲ့ smartphone တွေနဲ့တွားတူနေတယ်လို့မြင်မိတယ်ရှင် smartphone ဟုတ်လားဘယ်လိုမျိုးလဲဗျဖုန်းတစ်လုံးကိုယူလိုက်မန်မြင်ကဖုန်းလားဆိုတော့မဟုတ်ဘူးသူကမန်ပြင်သက်သက်ပဲဘက်ထရီကဖုန်းလားမဟုတ်ဘူး memory က processor ဒါတွေကိုစာဝဲပေါ်မှာတစ်ခုချင်းစီတိကျဖြုတ်ခွဲချထားလိုက်ရင်အဲ့ဒါကိုဘယ်သူမှ smartphone လို့မခေါ်တော့ဘူးလေဟုတ်တယ်အပေါ်ပစ္စည်းအစုဝဲလို့ပဲခေါ်မှာပေါ့ဒါပေမဲ့အဲ့ဒီအစီပိုင်းဒီအားလုံးကိုစနစ်တကျပေါင်းဆက်လိုက်တဲ့အခါလက်စစ်စီးဆင်းသွားတဲ့အခါအဲ့ဒီအစုဝေးကြီးကအလုံးလုံးလာတယ်အဲ့ဒီအခါကျမှကျမတို့ဖုန်းအနေနဲ့သုံးကြတယ်ဖုန်းလို့ပဲခေါ်ကြတယ်မှန်ပါတယ်အဲ့ဒီလိုပါပဲကျမတို့ရဲ့ယုတ်ခန္ဓာကိုယ်ရဲ့ခံစားမှုရဲ့မှတ်သားမှုရဲ့တွေးတောမှုရဲ့သိမှုရဲ့စတဲ့အစိတ်ပိုင်းတွေပေါင်းဆက်ပြီးအလုံးလုံးနေတာကိုငါလိုထိမှတ်ပြီးဆွဲလန်းနေကြတာပေါ့ရှင်အလွန်ထီရောက်တဲ့နိုင်ရှင်ချက်ပါပဲဗျာဒါကြောင့်ဗုဒ္ဓဘာသာသစ္စနာယအမှန်တရားသစ္စာနှမျိုးရှိတယ်ဆိုတော့နားလည်ဖို့လိုလာပါတယ်ပါဒီများလဲရှင်ဟိုလေပညာနဲ့ပရမတ်ပါနာဂတေနာယထာစမတ်ဖုန်းဆိုတာဒီပညာတွေပါနေစဉ်ဘဝမှာဆက်သွယ်ပြောဆိုဖို့လူဖွဲ့စီမှာနားလည်မှုလွဲမသွားဖို့တတ်မှတ်ထားတဲ့အခေါ်အဝေါ်တွေတမုတ်ထတာတွေဖြစ်ပါတယ်ဟုတ်ကဲ့အနတ္တတဘောတရားကိုတည်သွားလို့နေစဉ်ဘဝမှာဒီအမိနာမတွေကိုလုံးဝပယ်ဖြတ်ပြရမယ်လို့ဆိုလိုတာမဟုတ်ပါဘူးဗျာဖုန်းကိုဖုန်းလို့ပဲခေါ်ရမှာပါနာမည်ကိုနာမည်လို့ခေါ်ရမှာပါဒါပေမဲ့ပရမတ်လို့ခေါ်တဲ့အနတ်ဆိုင်ဆုံးအမှန်တရားအရစမ်းစစ်ကြည့်ရင်တော့အဲ့ဒီအမိနာမတွေရဲ့နောက်ွယ်မှာအမြဲတမ်းခိုင်မာတည်မြဲနေတဲ့အတ္တဆိုတဲ့အနိတ္တရာအခြေအလုံးဝမရှိဘူးဆိုတာကိုပိုင်းခြားသိမြင်ဖို့ကအဓိကပါပဲโอเคအဲ့ဒီချက်ကိုလက်ခံလိုက်ပြီရှင်ငါဆိုတာတကယ်မရှိဘူးအစိတ်ပိုင်းဒီပေါင်းဆက်ပြီးအလုံးလုံးနေတဲ့ဖြစ်စဉ်သက်သက်သာချက်တယ်ဆိုတာရှင်းသွားပြီဒါပေမဲ့အဲ့ဒီမှာတင်ကျွန်မခေါင်းထဲမှာနောက်ထပ်ပိုကြီးမားတဲ့မေခွန်းတကူထွက်လာပြန်ရောရှင်ဘာမေခွန်းလဲဗျအကယ်၍အတ္တလို့ခေါ်တဲ့ခိုင်မြဲတဲ့ဝိညာဉ်သို့မဟုတ်ပုဂ္ဂိုလ်ဆိုတာလုံးဝမရှိဘူးဆိုရင်လူတယောက်တည်ဆုံးသွားတဲ့အခါနှုံးဘဝကိုဘယ်အရာကခုပြောင်းသွားတယ်လဲဆိုတဲ့ကိစ္စပါရှင်တခုခုကတော့ဆက်သွားနေရမယ်မဟုတ်ဘူးလားမေးတဲ့နေမြေဟုံးပါပဲဒီအချက်ကိုမူရင်းစာအုပ်ထဲမှာပြန်လည်မွေးဖွားခြင်း reincarnation နဲ့ပဋိသန္ဓေဆိုတဲ့အယူအဆနှစ်ခုရှင်းပြီးပြဆိုထားတာတွေ့ရတယ်ရှင်ဒီချက်ကဗုဒ္ဓဘာသာကိုလေ့လာသူရဲ့အများဆုံးရှုပ်ထွေးတတ်တဲ့နားလေရအခက်ဆုံးအပိုင်းလို့တောင်ပြောလို့ရပါတယ်ဗျာအနောက်တိုင်းအယူအဆလေးဒါမှမဟုတ်တခြားဘာသာရေးအယူအဆအများစုမှာတော့ reincarnation လို့ခေါ်တဲ့ဝိညာဉ်ပြောင်းရွှေ့ခြင်းကိုလက်ခံကြတယ်ဟုတ်ကဲ့ဝိညာဉ်ပြောင်းရွှေ့တယ်ဆိုတာကလေဆိုလိုတာကခန္ဓာကိုယ်အဟောင်းကြီးပြည့်စည်သွားပြီမြင်အတွင်းထက်ကဝိညာဉ်တို့မဟုတ်လက်ပြလို့ခေါ်တဲ့ခိုင်မြဲတဲ့အရာတစ်ခုကထပ်သွားပြီးခန္ဓာကိုယ်အသစ်တစ်ခုစီကိုအတိအကျဝင်ရောက်ကူးရောက်သွားတယ်ဆိုတဲ့သဘောပါအိမ်ဟောင်းနေအသစ်ကိုလူပြောင်းနေတယ်လို့မျိုးပေါ့ဗျာဟုတ်ကဲ့ဒါပေမဲ့ဗုဒ္ဓဘာသာကဒီလိုခိုင်မြဲတဲ့အရာပြောင်းရွှေ့သွားတဲ့အယူအဆကိုလုံးဝလက်မခံပါဘူးဗျာဗုဒ္ဓဘာသာမှာပြဆိုတာကပဋိသန္ဓေဆိုတဲ့အကြောင်းကျိုးဆက်ဆက်ပြီးဆက်လက်ဖြစ်ပေါ်ခြင်းတတ်တပါခ
ခဏလေးရှင်သိမရှင်းသေးဘူးရုပ်ဝတ္ထုတစ်ခုခုတော့ဟိုဝိညာဉ်တစ်ခုခုကပြောင်းရွှေ့သွားတာမျိုးမဟုတ်ဘူးဆိုရင်ဘလို့လုပ်ပြီးဟိုဘက်ကတော့ဖြစ်နိုင်မှာလဲတော့ဖြစ်တဲ့သူကတော့ဒီဘက်ကလူပဲလားဒါမှမဟုတ်တခြားသူလုံးဖြစ်သွားတာလားရှင် အဲ့ဒီမိခွန်းအတွက်မူရင်းစောက်ကရှင်းပြထားတဲ့ဟိုလီအညစ်တဘောနဲ့ထက်ကွမ်းဆိုတဲ့သဘောတရားကိုတိတိကျကျသတိပြုစေချင်ပါတယ်ဗျာပါဠိလိုနတ်ဆာတော်နတ်ဆာအညောလို့ဆိုပါတယ် အဲ့ဒါကဘာကိုဆိုလိုတာလဲရှင် အထိပ္ပယ်ကနောက်ဘဝမှာဖြစ်လာတဲ့သူဟာယခင်ဘဝကလူလုံးဝအတိအကျလည်းမဟုတ်ဘူးဒါပေမဲ့ယခင်ဘဝနဲ့လုံးဝအဆက်ဆက်မရှိတဲ့တခြားသူစိန်လည်းမဟုတ်ဘူးလို့ဆိုလိုတာပါ ဥပမာလေးများရှိမလားရှင် အလွယ်ဆုံးဥပမာပြရရင်ဖျောင်းတိုင်းတိုင်းကနေနောက်ဖျောင်းတိုင်းတိုင်းကိုမိကူးနီးလိုက်တဲ့အခြေအနေမျိုးကိုစဉ်းစားကြည့်ပါဗျာ ဖျောင်းနိုင်မိကူညီတာဆက်ပြောပါအောင်ရှင် ပထမဖျောင်းတိုင်းကနေဒုတိယဖျောင်းတိုင်းကိုမိကူးလိုက်တဲ့အခါပထမမိတောက်ကြီးဖြုတ်ထွက်ပြီးဒုတိယဖျောင်းတိုင်းဘို့ကိုရွှေ့တော့တာမဟုတ်ဘူးလေရုပ်ဝတ္ထုအနေနဲ့ပြောင်းတော့တာဘာမှမရှိဘူး ဟုတ်ကဲ့ ဒါပေမဲ့ပထမမိတောက်ရဲ့အပူဆွမ်းအန်ဆိုတဲ့အကြောင်းတရားကြောင့်ဒုတိယမိတောက်ဆိုတဲ့အကျိုးတရားဆက်လက်ဖြစ်ပေါ်လာတာပါမိတောက်အတစ်ဟာအဟောင်းနဲ့အတူတူပဲလားဆိုတာမဟုတ်ဘူးလုံးဝမတက်ဆိုင်ဘူးလားဆိုတာလည်းမဟုတ်ပြန်ဘူးအကြောင်းအကျိုးဆက်ဆက်နေတယ်လေဒါကိုပဋိတန်တယ်လို့ခေါ်တာပါဗျာ အိုးနားလည်ပြီရှင်ဒီလိုစဉ်းစားကြည့်လို့ရမလားရုပ်ဝတ္ထုပြောင်းရွှေ့သွားလာမရှိဘဲနဲ့အကျိုးတက်ရောက်မှုကဘလို့ကုဆက်သွားလဲဆိုတာကိုယူပါပေတာတဘောတရားနဲ့တွဲကြည့်ခြင်းနေရှင် ပြောကြည့်ပါအောင်ဗျာ ဆိုပါစို့ပင်လယ်ပြင်မှာရေလိုင်းကြီးတစ်ခုဖြစ်ပေါ်လာပြီးကမ်းခြေစီကိုရွေလျားသွားတယ်ပေါ့အဝေးကနေကြည့်ရင်ရေလိုင်းကြီးကတဟွန်ထိုးပြေးလာတယ်လို့ကျမတို့ထင်ရတယ် ဟုတ်တယ် ဒါပေမဲ့တကယ်တမ်းတေချာဆန်းစစ်ကြည့်ရင်ရေစက်ကလေးတွေဟာသူတို့နေရာကနေရှေ့ကိုလိုက်ပါရွေလာသွားတာလုံးဝမဟုတ်ဘူးရှင်ရေစက်တီကအထက်နဲ့အောက်ပဲလှူရှားသွားတာကမ်းခြေစီကိုရွေလျားသွားတာကရေစက်တီမဟုတ်ပဲစွန့်ရင်တက်ပဲ မှန်တယ်ဗျာ အဲ့ဒီစွန့်ရင်ကကမ်းခြေကိုရိုက်ခတ်ပြီးအကျိုးသက်ရောက်မှုဖြစ်စေတယ်အဲ့ဒီလိုပဲဒီဘဝကယုံနံတွေကဒီနေရာမှာပဲခြုံရင်းသွားပဲမဲ့ဒီဘဝမှာပြုလုပ်ခဲ့တဲ့ကံရဲ့စွန့်ရင်ကအကြောင်းအကျိုးဆက်ဆက်ပြီးနောက်ဘဝဆိုရယ်အကျိုးတရားလှိုင်းလုံးကိုဆက်လက်ဖြစ်ပေါ်စေတာလို့ယူဆလို့ရမလား အလွန်ကိုလှပပြီးတည်ကြတဲ့နိုင်ရှင်ချက်ဖြစ်ပါတယ်ဗျာရေစက်တစ်ကိုယ်တိုင်ပြောင်းရွှေ့တော့ခြင်းမရှိပဲစွမ်းအင်ရဲ့ line တဘောအရာတဆက်တည်းဖြစ်ပေါ်သွားတယ်ဆိုတာပဋိတန်ရဲ့သဘောတရားကိုအကောင်းဆုံးမြင်တတ်စေပါတယ် ဟုတ်ကဲ့ ဒီနေရာမှာအရေးကြီးတဲ့သင်ခန်းစာတစ်ခုရှိလာတယ်ဗျာငါလို့ခိုင်မြဲတဲ့အရာမရှိဘူးဆိုတိုင်းလှုပ်ချင်တာလှုပ်လို့ရတယ်ဆိုတဲ့အသေးပဲမဟုတ်ပါဘူးတာဝန်ယူမှုကရှိနေစေပါကိုကအကြောင်းတရားတစ်ခုဖန်တီးခဲ့ရင်အဲ့ဒီရဲ့အကျိုးဆက် line တဘိုးကိုဆက်ဆက်ဖြစ်ပေါ်လာမဲ့နောက်ဖြစ်စဉ်ကမလွဲမထွေခံစားရမှာပဲဖြစ်ပါတယ် တကယ်ကိုနည်းနည်းပါတယ်ရှင်ဒါဆိုရင်ကျမတို့ကဒီလိုအကြောင်းတဲ့အကျိုးဆက်တိုက်ဖြစ်နေတဲ့ကန်ဆွမ်းအင်းนี่စီးဆင်းနေတဲ့အလိုင်းလုံးကြီးရေပေါ့ ဟုတ်တာပေါ့ဗျာ အဲ့ဒီမှာမေးစရာရှိလာတာကအဲ့ဒီဒုက္ခအလိုင်းလုံးကြီးတဲ့ရက်တန်တော့အောင်ဆင်းရဲဒုက္ခတွေငြိမ်းတော့အောင်ဘယ်လိုလုပ်ကြမလဲဒီနေရာမှာကျမတို့ရဲ့စိတ်ကအပြင်လောကကိုဘယ်လိုတွန့်ကန်တယ်လဲဘယ်လိုဆောက်ရွက်တယ်လဲဆိုတာနဲ့တိုက်ရိုက်သက်ဆိုင်လာပြီထင်နေရှင် ဆက်ဆက်သွားပြီဗျာဒီမိခွန်းအတွက်အရှင်နာဂဒေနာကအလွန်ထင်ရှားတဲ့စိုက်ပျိုးရေးဥပမာတစ်ခုကိုတုံးပြီးရှင်းပြခဲ့ပါတယ်ကောင်းနံဆိုပါစို့စပနန်ဒါမှမဟုတ်ဂျုံနန်တွေကိုရိတ်သိမ်းနေတဲ့လေသမားတို့ကိုမြင်အောင်ကြည့်ပါဗျာ ဟုတ်ကဲ့လေသမားတို့ဦးပေါ့ လေသမားကသူ့ရဲ့ဘဲဘက်လက်နဲ့စပနန်တွေကိုမိမိကြာရဆုပ်ကင်လိုက်တယ်ပြီးတော့ညာဘက်လက်ကတန်စင်ကိုကင်ပြီးအဲ့ဒီစပနန်ကိုရိတ်ဖြတ်လိုက်တယ် အော်ဟုတ်ကဲ့ ဒီဥပမာမှာမနတိကာရလို့ခေါ်တဲ့ဟလုံးထွေးမှုသူမအာယုံစိုက်မှုဆိုတာကဘဲဘက်လက်နဲ့တူပါတယ်သူကအာယုံတွေကိုမိမိကြာရဖမ်းယူပေးတယ်ဆုပ်ကင်ပေးတယ်ပညာဆိုတာကတော့ညာဘက်လက်ကတန်စင်နဲ့တူပါတယ်ဗျာ ညာဘက်လက်ကတန်စင်ဆိုတော့ချက်တောက်တာပေါ့နော် ဟုတ်တယ်ဗျာသူကစုတ်ကိုင်းထားတဲ့အာယုံပေါ်မှာကိလေသာတွေအမိုက်မောင်တွေဆွဲလန်းမှုတွေကိုဖြတ်တောက်ဖယ်ရှားပေးတာဖြစ်ပါတယ်မနစီကာရကအာယုံကိုဖမ်းယူပေးုံပဲတက်နိုင်ပြီးပညာကတည်းကအဲ့ဒီအာယုံအပေါ်တွဲရမှုကိုအပြတ်ရှင်းပေးနိုင်တာပါ ဒီဥပမာကတိမ်မိုက်တယ်ရှင်ဒီနေ့ခေတ်တင်းချလက်ကလွန်ကဲစွာစီးဆင်းနေတဲ့ခေတ်ကြီးရဲ့ပြဿနာကိုဓာတ်ရိုက်ရှင်းပြနေသလိုပဲ ဘယ်လိုမျိုးချစ်ဆက်မိလို့လဲဗျာ အခုခေတ်မှာကြည့်လိုက်လေကျမတို့တွေအားလုံးကမနက်ဒီကတော့အယမ်းများနေကြတယ်ဆိုရှယ်မီဒီယာကိုကြည့်မယ်သတင်းတွေဖတ်မယ်ဗီဒီယိုတွေအဆက်မပြတ်ကြည့်မယ်ရာရာတိုင်းကိုကျမတို့စိတ်ကဘယ်ဘက်လက်နဲ့လိုက်ပြီးစုပ်ကိုင်းနေတာရှင် ဟုတ်တယ်ဗျာ ဒီနေ့ခေတ် social media algorithm တွေဆိုတာကလည်းကျမတို့ရဲ့အဲ့ဒီမနက်ဒီကာရာကိုအများအားဆွဲဆောင်ဖန်ယူထားနိုင်အောင်တေချာ program ဆွဲထားကြတာလေ ဟုတ်တယ် algorithm တွေကကျွန်တော်တို့ရဲ့အာယုံစိုက်မှုကိုအခမဲ့ရယူနေကြတာပါဗျာ အဲ့ဒီမှာပြဿနာကဘာလဲဆိုတော့အဲ့ဒီလိုလိုက်ပြီးစုပ်ကင်ထားတဲ့သတင်းအချက်အလက်တွေအာယုံတွေထဲကနေဘယ်ဟာကအမှန်လဲဘယ်ဟာကအကျိုးရှိလဲဆိုတာကိုခွဲခြားသိမြင်ပြီးမလိုအပ်တဲ့ဆွဲလန်းမှုတွေကိုဖျက်တော့ဖယ်ရှားပေးမယ်ညာဘက်လက်ကပညာတန်စင်ကျမတို့မှမရှိကြတာပါပဲရှင်
မလိုက်တာဗျာ ပညာတန်စင်မရှိတဲ့ခါကျတော့ဘယ်ဘက်လက်ကမနတိကာရနဲ့အာယုံတွေကိုအဆက်မပြတ်ဖမ်းယူစုပ်ကိုင်ထားမိပြီးနောက်ဆုံးမှအဲ့ဒီအာယုံတွေရဲ့ဖြီးစည်းမှုအောက်မှာပဲစိတ်တွေပင်ပန်းလာတဲ့တောကတွေများလာတာလေဖုန်းတွေအဆက်မပြတ်ပူကြည့်စိတ်နစ်လာကြတာအဲ့ဒီအကြောင်းရင်းပဲ အာယုံစိုက်နိုင်ုံတက်တဲ့နဲ့မလုံလောက်ဘူးပညာနဲ့ပေါင်းဆက်ပြီးဖြတ်တော့နိုင်ဆိုရင်ရှိမှသာရလက်ကောင်းထွက်မယ်ဆိုတာသိထင်ရှားပါလေရှင် ဒါဟာရှေးဟောင်းတဒနာကိုခေတ္တိပဒနာနဲ့အဝင်ခွင့်ကြချိတ်ဆက်နိုင်တဲ့ကောက်ချက်ပါပဲဗျာမနတိကာရကြီးတတ်ဆိုရင်အမှားမှမခွဲခြားနိုင်ပါဘူး ဟုတ်ကဲ့ အာယုတကုတ်ကိုစူးစိုက်ကြည့်နေပေမဲ့အဲ့ဒီအာယုရဲ့နှုတ်ကွယ်ကအမြဲမပြတ်ပြောင်းလဲနေတဲ့သဘောဆင်းရဲတဲ့သဘောအနှစ်သာရမရှိတဲ့သဘောတွေကိုမြင်ဖို့ဆိုတာပညာတန်စင်မရှိလို့အပ်ပါတယ်ဒါကြောင့်မို့ဗုဒ္ဓဘာသာမှာတမန်နှလုံးသွင်းခြင်းတဲ့ယောနိတော်မနစိကာရလို့ခေါ်တဲ့တင်းလျော့ပတ်စွာအကြောင်းအကျိုးမှန်ကန်စွာနှလုံးသွင်းခြင်းကိုအထူးအလေးပေးဟောကြားတာဖြစ်ပါတယ်ဗျာ ဒါဆိုရင်နောက်ဆုံးစင်နေနဲ့ပညာတန်စင်နဲ့ဖြတ်တောက်နိုင်သွားပြီဆိုပါစို့ရှင်မိလင်ဒန်မင်းကြီးကလည်းဒါကိုပဲဆက်မဲတာသူကအလွန်လက်တွေ့ကြတဲ့အမေခွန်းတကူထူလာတယ် ဟုတ်ကဲ့ဗာမေကွန်လဲဗျာ အရှင်နာဂတိနာအရှင်ဖះမှာဒီလောက်ကြီးမားတဲ့ပညာဉာဏ်တွေရှိပါလဲနဲ့ဘာဖြစ်လို့ယဟန်ပြူပြီးဒီလိုဆင်းရဲခက်ခဲတဲ့ဘဝကိုရွေးချယ်ခဲ့တာလဲပေါ့ရှင် လက်တွေ့ကြတဲ့မေကွန်ပဲဗျာ အရှင်နာဂတိနာဖြေတာကယဟန်ပြူချင်းရဲ့အဓိကရည်ရွယ်ချက်ဟာဆင်းရဲဒုက္ခအလုံးချုံငိမ့်ဖို့အတွက်ဖြစ်တယ်လို့ဖြေတယ်အဲ့ဒီမှာဘုရင်ကြီးကထပ်ပြီးထိုးထွင်းမင်းမြန်တယ် ဘာလို့မင်းလဲဗျာ ကဲ၍ဒုက္ခချုပ်ငိမ့်မှုဆိုရင်တရားထူရပြီးတဲ့ယဟန္တာပုဂ္ဂိုလ်ရလွတ်မြောက်သွားတဲ့ပုဂ္ဂိုလ်တွေကနာကျင်မှုဝေဒနာတွေကိုမခံစားရတော့ဘူးလားဆိုတဲ့အမေးပါပဲရှင်ဒီနည်းအားဖြင့်သူတို့တွေကထုံထိုင်းသွားတာလားဘာမှမတိတော့ဘူးလားပေါ့ အော်ဒီမေကွန်ကအလွန်သိမ်မွေ့ပါပဲဗျာတချို့ကတကယ်ပဲအဲ့ဒီလိုထင်တတ်ကြတယ်လွတ်မြောက်သွားပြီဆိုရင်ဘာနာကျင်မှုမှမရှိတော့ဘူးလို့ပေါ့ဒါပေမဲ့အရှင်နာဂသေနာဖြေကြချက်ကအလွန်ပြည့်ပြင်းပါတယ်ဗျာ ဘယ်လိုဖြေကြားခဲ့လဲရှင် ယဟန္တာဖြစ်သွားပေမဲ့လည်းခန္ဓာကိုယ်ကြီးရှိနေသေးတဲ့တော့ကိုယ်ပိုင်ဆိုင်တဲ့ရုပ်ပိုင်းဆိုင်ရာနာကျင်မှုပါဠိလိုကာယဒုက္ခကိုတော့ခံစားရသေးတယ်လို့အတီအလင်းဖြေကြားခဲ့ပါတယ်ဗျာရုပ်ခန္ဓာရှိနေဇီဝကမ္မဖြစ်စဉ်နေရဖျားနာမဲ့ထိခိုက်ရှင်တာဖြစ်မဲ့အိုမြင့်ရင်ရော်မယ်လေဒါဟာဘယ်သူမှရှောင်လဲလို့မရတဲ့တဘာဝနေရာမှာပဲ ဒါဆိုရင်တာမပထုစင်နေနဲ့ဗာမြောက်ကွာချသွားသေးလဲရှင် ကွာခြားသွားတာကစိတ်တဒုက္ခလို့ခေါ်တယ်စိတ်ပိုင်းဆိုင်ရာဆေးရမှုပါပဲဗျဟိုလေတာမန်လူတယောက်လမ်းလျှောက်သွားရင်ခြေထောက်ကိုခလုတ်တိုက်မိတယ်ဆိုပါစို့ ဟုတ်ကဲ့ ရုပ်ပိုင်းဆိုင်ရာနာကျင်တာကတစ်ပိုင်းပေါ့အဲ့ဒီအပေါ်မှာထပ်ပြီးဟာနာလိုက်တာဘာလို့ငါမလာဖြစ်ရတာလဲဒီခဲကြီးဘလူးချထားတာလဲဆိုပြီးဒေါတာတွေထွက်စိတ်ကပါထပ်ပြီးနာကျင်တာလေလေအတန်နဲ့တွားပြီးဆွဲလန်းလိုက်တာကို အော်ဟုတ်ကဲ့တဘာပေါက်ပြီးရှင် မြတ်စွာဘုရားဟောခဲ့တဲ့ဥပမာရဆိုရင်များနှစိမ့်ဖြစ်ခံရတယ်လို့ပါပဲဗျာပရမများကရုပ်ကိုမှန်လေဒုတိယများကစိတ်ကိုမှန်တယ်ယဟန္တာပုဂ္ဂိုလ်တွေမှာတော့ပရမများဖြစ်တဲ့ရုပ်ပိုင်းဆိုင်ရာနာကျင်မှုကိုခံစားရပင်ပဲဒုတိယများဖြစ်တဲ့အဲ့ဒီငါနာတဲ့ဆိုလေဆွဲလန်းမှုဒေါသဖြစ်မှုလုံးဝမရှိတော့ပါဘူး ကဲကိုရှင်းလင်းသွားတာပဲရှင် ဟုတ်ပါတယ်ဗျာနာကျင်မှုဝေနာတတ်ပဲရှိပြီးစီးရဲပူပန်မှုမရှိတော့တဲ့အခြေအနေကိုအရှင်နာဂဇေနကခွဲခြားပြသခဲ့တာဖြစ်ပါတယ်စိတ်နဲ့ကိုယ်အလုလုပုံကိုအလွန်ရှင်းလင်းစွာပိုင်းခြားပြလိုက်တာပါပဲဗျာ နာကျင်မှုဆိုတာရှောင်လွဲလို့မရဘူးဒါပေမဲ့စင်ရပူပါမှုဆိုတာကတော့ကိုယ်တိုင်ရွေးချယ်မှုသာဖြစ်တယ်ဆိုတဲ့စကားကိုတောင်သွားတတိယမိတယ်ရှင်ကဲအချင်းလက်တော့လေးရလာပြီဆိုတော့ဒီကနေ့လက်လာဆွေးနွေးခဲ့တဲ့အချက်တွေကိုအနှစ်ချုပ်ကြည့်ရအောင် ဟုတ်ကဲ့ဗျာအနည်းချုပ်လိုက်လောင် မီလင်ဒမင်းကြီးနဲ့အရှင်နာဂတေနာတို့ရဲ့တွေ့ဆုံမှုကနေကျမတို့သင်ခန်းစာအမှန်ရခဲ့ပါတယ်ပထမဆုံးမင်းနဲ့အရှုံးအနိုင်အတွက်ကိုတာအတွက်ညင်းခုန်တာမျိုးမဟုတ်ပဲအမှန်တရားအတွက်ပန္တိတဝါဒနဲ့ယဉ်ကျေးစွာဆွေးနွေးတဲ့ခြင်းရဲ့တန်ဖိုးကိုတွေ့ရတယ်ရှင်ဒုတိယအနေနဲ့ငါဆိုတဲ့အတ္တဟာယထာတစီဒါမှမဟုတ် smartphone တစ်လုံးလိုပဲပေါင်းဆက်ဖွဲ့စည်းထားပြီးအလုံးလုံးနေတဲ့ပညာချက်များစွာထေချောင်းကိုနားလေခဲ့ရတယ် မှန်ပါတယ်ဗျတတိယအနေနဲ့ခံရတဲ့ဝိညာဉ်ကြီးအတိအကျပြောင်းရွှေ့တာမျိုးမဟုတ်ပဲရေလိုင်းတွေလိုဖျောင်းတိုင်မီးတွေလိုအကြောင်းကျိုးဆက်ဆက်ပြီးဆက်လက်ဖြစ်ပေါ်နေတဲ့ပဋိသန္ဓေသဘောတရားကိုလေ့လာခဲ့ရတယ် ဟုတ်ကဲ့ပါရှင် နိုဘီအာယွန်ဆိုင်မှုတက်တဲ့နဲ့ဖန်ဆုပ်ထားရုံနဲ့မျိုးလုံးလောက်ပဲမလိုအပ်တဲ့ဆွဲလန်းမှုတွေကိုဖျက်တော့ဖျက်ရှာနိုင်ဖို့ပညာတန်းစဉ်အမြဲလိုအပ်ကြောင်းကိုလည်းရှင်းရှင်းလင်းလင်းမြင်တွေ့ခဲ့ရပါတယ်နောက်ဆုံးအနေနဲ့ကတော့ခဏရှိလို့ရုပ်ပိုင်းဆိုင်ရာနာကျင်မှုရှိနေအောင်မယ်ဆိုရင်တောင်ငါဆိုတဲ့ဆွဲလန်းမှုကင်းရင်စိတ်ပိုင်းဆိုင်ရာဆင်းရဲဒုက္ခကနေဆွေးမြောက်နိုင်တဲ့ဆိုတာကိုအနေသာရအနေနဲ့ဆွေးနွေးနိုင်ကြပါတယ်ဗျ ဟုတ်တယ်ရှင်ဒီအချက်ဒီအားလုံးဟာ
နှစ်ထောင်ပေါင်းများစွာတက်တန်းရှိတဲ့ရှစ်ထောင်စာအုပ်ကြီးထဲကအကြောင်းအရာတွေလို့ထင်ရပေမဲ့တကယ်တမ်းကျတော့ကျမတို့လက်ရှိဖြတ်တန်းနေရတဲ့နေ့စဉ်ဘဝအတွက်အလွန်အသုံးဝင်တဲ့လက်နက်တွေဖြစ်နေတာကိုတွေ့ရမှာပါရှင် လက်တွေ့ကျတဲ့တသနာတွေပါပဲဗျ ကဲဒီကနေ့လေးလာဆွေးနွေးမှုကိုမရွတ်သိမ်းခင်မှာလေးလာသူတွေကိုယ်တိုင်ဆက်လက်ပြီးတွေးတောဆင်ခြင်နိုင်ဖို့မိခွန်းတစ်ခုခြံရစ်ခဲ့ချင်ပါတယ်ရှင် ဘာများလဲဗျ တစည်းလိုပဲအစိပ်ပိုင်းနဲ့စုစည်းပြီးယာယီခေါ်ပေါ်သမုတ်ထားတဲ့အမီနာမှာတဲ့ပညက်ချက်တွေသာဖြစ်တယ်ဆိုရင်နေ့စဉ်ဘဝမှာတခြားသူတွေကကိုယ့်ကိုဝေဖန်တိုက်ခိုက်လာတဲ့အခါအထင်သေးတဲ့အခါကျမတို့ဒေါသထက်ပြီးနာကျင်နေရတာတွေဟာတကယ်တော့လုံးဝမရှိတဲ့အတ္တဆိုတဲ့အရာကြီးကိုတိုးပြီးအသေးလဲကာကွယ်နေလို့များလား ဟာတကယ်စဉ်းစားစရာပဲဗျာ နှုတ်တကြင်ဒေါသထွက်စရာစိတ်ဆိုးစရာကြုံလာတဲ့အခါအခုယထာရဲ့ဘဲအိုပိုင်ကနာကျင်သွားတာလဲဆိုတာကိုကိုပြန်မေးကြည့်ဖို့အကြံပြုရင်းနဲ့ပဲဒီကနေ့အသေးစိတ်လေးလာဆွေးနွေးမှုကိုဒီနေရာမှာပဲနှီးကုန်းချွတ်လိုက်ပါတယ်ရှင်